ခါမှအလုံးမလုပ်ဘူးပေါ့နော်လုပ်ငန်းဝင်ဖို့အရင်ကဆိုကြောက်တယ်ပေါ့နော်လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလုပ်ငန်းမလျှောက်တတ်တာပေါ့ CV ဖောင်တွေပါလေနားမလည်ဘူးကာဗာလက်တာတွေပါလေရေးရတယ်ပါလေမသိခဲ့ဘူးကျွန်တော်တို့အင်တာဗျူးဖြေမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာမသိခဲ့ဘူးအားကြောင့်သူများတွေကိုမေးခဲ့ရရှိတယ်သူများတွေမေးခဲ့ရင်လည်းမပြည့်စုံတာရှိတယ်အလုပ်လျှောက်တဲ့အခါမှာကိုယ်နဲ့အတင်းတော်တဲ့အလုပ်တွေကဘယ်လိုလုပ်တွေရှိလဲမရှိလဲအဲ့လိုမျိုးမသိဘူးမြန်မာနိုင်ငံတနိုင်ငံလုံးရှိတဲ့အလုပ်တွေကိုကျွန်တော်တို့အရင်ကဘယ်လိုရှာရမလဲမသိခဲ့ဘူး communication ဘိုင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲတချို့တော့ကြုံခဲ့ပေါ့အလုံးဝင်ခွင့်မှာပေါ့နော်အထက်လူကြီးကပြောတဲ့ဟာကိုကောင်းနားမထောင်နိုင်ရတယ် listening နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေများပါရှိခဲ့ပါတယ်အရင်ကဆိုရင်နေတင်တဲ့အခါမထိုင်ဘူး ဖုန်းပြောနေတင်တဲ့ဥစ္စာကိုအကြိုက်ဆုံးပါတယ်တင်လိုက်တဲ့အတွက်ရှောင်းမကိုယ့်ထက်ကြီးတဲ့လူကပဲဖြစ်ဖြစ်ဆရာမတွေကဖြစ်ဖြစ်ဟုံးဆက်လာလို့ရှိရင်ကိုကဘယ်လိုပြန်ဖြေရမယ်ပြောဆိုရမယ်ဆိုတာဒီလည်းသိရှိလာတဲ့အတွက်ကြောင့် communication တော့နားထောင်တဲ့အပိုင်းတွေတော့ပြောင်းလဲဖို့သင်ယူလိုက်ရပါတယ်လေးစနစ်ကိုကြိုက်ပါတယ်ထက်လူကြီးတွေကိုယ့်ထက်ယာရုမြင့်တဲ့သူတွေရဲ့ပြောစကားတွေကိုလေးလေးနက်နက်နားထောင်တတ်လာကဲလုပ်ငန်းမှာပဲ CV ဖောင်သုံးတင်လဲဆိုတာလေကိုယ့်ဘက်ကိုရေးပြီးတော့ဘယ်နေရာမှာသုံးချရမလဲဆိုတာကောင်းကောင်းသိလာရပါတော့ကိုကအင်တာဗျူးသွားရင်ဘယ်လိုဝယ်စားစီရင်ရမလဲဘယ်လိုတွေကိုရှောင်ကျဉ်ရမလဲဝယ်စားကိုဘယ်လိုဝယ်သွားတင်လဲဝင်မသွားဘူးလဲဆိုတဲ့အကြောင်းရှိလာပါတယ်မှာအစီရင်ခံစာရေးသားနည်းမီတင်ပြုလုပ်တဲ့နေရာမှာသဘောထားကွဲလွဲမှုတွေကြုံတွေ့ရမယ် blog plan တွေကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမယ်ဘယ်လိုဖြတ်ကျော်ရမယ် email အသုံးပြုဖို့အဲ့ဒါရက်စတော်တော်များများကျွန်တော်လေ့လာသင်ယူခဲ့ရအောင်အလုပ်ထွက်လို့မယ်ဆိုရင်အယောင်ပိုင်းမှာထွက်လို့မှာဆိုတော့ communication ဘိုင်းနဲ့ listening ဘိုင်းကတော့ကောင်းကောင်းအသုံးချနိုင်သွားပြီပေါ့ဒီတင်နဲ့တက်ပြီးရအောင်မဟုတ်ခုကျွန်တော်ဒီသင်တန်းပြီးတဲ့အချိန်မှာကျွန်တော်တို့ရှောက်တဲ့ပုံစံတွေသိသွားပြီတော်တော်လေးကိုကွာခြားသွားပါဒီတင်တန်းကိုတက်ပြီးတော့မတန်ဆန်းတယောက်အနေနဲ့ကိုကဒါလုံးနိုင်တယ်ဆိုတာကိုသူတို့ကမသိလို့မခေါ်တာပေါ့နော်အားကြောင့်သူတို့သိအောင်ချပြနိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်ဒီတင်အောင်တက်ပြီးတဲ့အခါမှာကို့မှာဘယ်လိုပဲချုံချက်တွေရှိကို့မှာသာအေဂျင့်ရှိမယ်ဆိုရင်ကိုနဲ့ထိုက်တဲ့လောက်ကရမယ်ဆိုတာကိုသိရှိလာပါတယ်ဒီတင်နဲ့ကိုတက်ပြီးတော့စိတ်ကုန်းရရတယ်ကိုအားကိုးချင်တာလေငါလုံနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့မတန်ဆွမ်းလူဖြစ်တော့အလုပ်တစ်ခုလုံးမဲဆိုရင်ဒီကြီးသားမှာအခြေခံအစတင်ပေးတာကြောင့်ကိုတက်ရောက်စေချင်တယ်လို့ပြောချင်တယ်ပေါ့အလုပ်ခွင့်နဲ့ရအောင်တော့မကြောက်မရွံ့တော့ဘူးပေါ့ဒီတင်တန်းကတော့ကျွန်တော်တို့လူတွေအတွက်စိတ်ခွန်အားတွေအဓိကရရှိတာဖြစ်ပါတယ်ဘဝကိုရင်ဆိုင်နိုင်မဲ့စိတ်ခွန်အားတွေပေးတဲ့တင်တန်းတစ်ခုလို့ပဲကျွန်တော်သုံးသပ်ချင်ပါတယ်